ဗီတာမင်ရဲ့တခြင်းမှာထည့်သွင်းမယ်မြန်မာအကားကိုအနောက်တိုင်းအကားနဲ့ရှင်နိုင်အောင်ကားကွက်ထွန်းပေးခဲ့တဲ့ဆီယာမခိုင်မာလွင်ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်ဆီယာမခိုင်မာလွင်ကလူကြိုက်များတဲ့အကားနီးပြဆီယာမတစ်ယောက်ဖြစ်ပြီးသူ့ရဲ့အကားတွေကကြီးမွားနိုင်အောင်လှပနေပါတယ်ရိုးရီကလည်းချောသလိုအကားလေးကောင်းတဲ့ဆီယာမခိုင်မာလွင်ကအမျိုးသားရင်ကျေးမှုနဲ့အနုပညာတက္ကသိုလ်ကဆီယာမတစ်ယောက်လည်းဖြစ်ပါတယ်ဆီယာမခိုင်မာလွင်ကကားကွက်တီကိုတီထွင်နိုင်တာကြောင့်အဆိုရာဗီတာမင်ရဲ့တခြင်းအတွက်လည်းကားကွက်လေးကိုတီထွင်ပေးလိုက်ပါတယ် Project ကအဖွဲ့ကဆီယာမခိုင်မာလွင်ကိုဗီတာမင်ရဲ့တခြင်းထဲမှာမြန်မာကားကွက်ထည့်ခြင်းကြောင်းလာပြောခဲ့တာပါမြန်မာအကားတွေကိုအချို့တွေကနိုင်ငံတကာစီးချက်တွေနဲ့ကာလို့မရနိုင်ဘူးလို့ထင်ကြတာပါတကယ်တော့မြန်မာအကားမှာလည်းစီးပွားတွေကရင်အနောက်တိုင်းကအကားတွေနဲ့လည်းရှင်မီကာလို့ရနိုင်ပါတယ်ဒါကြောင့်ဆီယာမခိုင်မာလွင်ကဗီတာမင်ရဲ့တခြင်းမှာယောက်ျားလေးရောမိန်းကလေးရောကနိုင်အောင်အနောက်တိုင်းအကားတွေနဲ့လည်းရှင်နိုင်အောင်ကားကွက်ကိုထွင်ပေးလိုက်ပါတယ်ဆီယာမခိုင်မာလွင်ရဲ့ကားကွက်ကနာမည်ကြီးသွားခဲ့ပြီးတက်တော်မှာလည်းရေပန်းစားနေပါတယ်ဗီတာမင်ရဲ့တခြင်းထဲမှာလည်းအနောက်တိုင်းအကားကိုလည်းထည့်သွင်းမှဖြစ်တဲ့အပြင်မြန်မာအကလည်းပါဝင်ပါသေးတယ်။ဆီယာမခိုင်မာလွင်ဆိုတာနဲ့ပရိသတ်တွေကအားပေးပြီးသားဖြစ်တဲ့အပြင်သူ့ရဲ့ကားကွက်တွေကလည်းတကယ်ကိုကြီးမားအောင်ဖြစ်နေခဲ့ပါတယ်။ဆီယာမခိုင်မာလွင်ကကားကွက်လေးတွေကိုဆိုရှယ်မီဒီယာမှာမကြာခဏတင်ပေးလေးရှိသူဖြစ်ပါတယ်။အကဝါဒနာပါတဲ့သူတွေအကပညာကိုသင်ယူခြင်းပေမဲ့လည်းအခက်အခဲရှိသူတွေအတွက်ဆီယာမခိုင်မာလွင်ကဆိုရှယ်မီဒီယာမှာဗီဒီယိုလေးတွေတင်ပေးပါတယ်။ဆီယာမရဲ့စေတနာကြောင့်အချို့တွေကအကာကိုတေချာကတ်တက်သွားကြပါတယ်။ online ကနေလေ့လာရင်းနဲ့အောင်မြင်သွားတဲ့ဆီယာမရဲ့တပည့်တွေလည်းရှိပြီးအကနေပြဆီယာမတွေထဲမှာဆီယာမခိုင်မာလွင်ကအကျော်ကြားဆုံးဖြစ်ပါတယ်။အကပညာကိုဝါသနာကြီးလို့ဆယ်ကျော်တဲ့အရွယ်ကလေးကလေ့လာခဲ့တဲ့ဆီယာမခိုင်မာလွင်ကအခုတော့အနုပညာတက္ကသိုလ်မှာလည်းဆီယာမဖြစ်နေလို့ပြည်သက်တွေကလေးစားကြပါတယ်။ဆီယာမခိုင်မာလွင်ကမြမရည်ကျေးမှုဖြစ်တဲ့အကာကိုလည်းထိန်းသိမ်းတယ်လို့မြန်မာအကာကိုလည်းနိုင်ငံခြားကလူတွေသတိပြုမိလာနိုင်အောင်စူးစမ်းနေသူလည်းဖြစ်ပါတယ်။အဲဒါကြောင့်ဆီယာမခိုင်မာလွင်ရဲ့အကာတွေကအမြဲတမ်းသက်ဆန်းနေပြီးလူငယ်တွေကိုတော့အကပညာဝါသနာပါလာအောင်ဆွဲဆောင်မှုရှိနေတာပါအကလည်းကောင်းသလိုရုပ်ရည်လည်းချောမောလာပါတဲ့ဆီယာမခိုင်မာလွင်ရဲ့ကာကွက်တွေကိုသဘောကျရလားဆိုတာကောမန့်မှာပြောပြခဲ့ကြပါအောင်ရှင်